Viking တွေရဲ့အကျန်းဆုံးခေတ်ကိုအခြေခံပြီးဖန်တီးထားတဲ့ Vinland Saga စစ်ပွဲတွေအာဏာလူမှုတွေသွေးထွက်တက်ယူတိုက်ပွဲတွေကြားမှာအမုန်းတရားနာကျင်မှုတွေနဲ့ကိုဘွားရဲ့အထိပ္ပယ်ကိုပြန်လည်ရှာဖွေတဲ့ခရီးကိုပြသထားတဲ့ enemy ဒီ enemy ရဲ့ main character ဖြစ်တဲ့ Thorfinn ဟာငယ်စဉ်လေးမှာသူ့အဖေတော်ကိုမျက်စိစိတ်မှာရှုံခဲ့ရပြီးအဖေအတွက်လက်စားချိန်မဲ့ဆိုတဲ့စိတ်တစ်ခုတည်းနဲ့အသက်ရှင်ခဲ့တာပါဒါပေမဲ့Vinland Saga ဟာတာမန် revenge enemy တခုတော့မဟုတ်ပါဘူးရန်သူကိုအနိုင်ယူပြီးအမုန်းတရားနဲ့အဆုံးသတ်သွားတာမျိုးမဟုတ်ပဲ Thorfinn ဟာနောက်ဆုံးမှာနှစ်ပေါင်းများစွာလိုက်ရှာခဲ့တဲ့အဲ့ဒီ revenge ကိုကိုယ်တိုင်စွန့်လွတ်ခဲ့တယ် Thorfinn ဟာဘာကြောင့်ဒီအမုန်းကိုလွှတ်ချနိုင်ခဲ့တာလဲပြီးတော့လက်စားချိန်မှုမရှိတော့တဲ့အချိန်မှာသူ့ဘဝရဲ့အတိတ်ဘယ်ကိုဘယ်လိုရှာဖွေခဲ့တာလဲဆိုတာကိုတော့ဒီနေ့ပြောပြပေးချင်ပါတယ်ခင်ဗျThorfinn ရဲ့ငယ်ဘဝကိုပြန်ကြည့်ရင်သူ့မှာရည်ရွယ်ချက်တစ်ခုပဲရှိခဲ့တာပါအဲ့ဒါကတော့ Escalado ကိုတတ်ဖို့အဲ့ဒီရည်ရွယ်ချက်ကပဲသူ့ကိုစစ်မြစ်ပြည်တွေမှာအသက်ရှင်စေခဲ့တဲ့တွန်းအားဖြစ်ခဲ့ပါတယ် Escalado ရဲ့အဖွဲ့နဲ့အတူစစ်ပွဲတွေရဲ့လူရမှုတွေကြားထဲမှာပါဝင်ရင် Thorfinn ဟာသူ့အဖေမုန်းတီးခဲ့တဲ့အကြမ်းဖက်မှုတွေစီတဖြည်းဖြည်းခေါ်ဆောင်သွားခဲ့ရပါတယ်တော်ဟာမသိခင်ပြောခဲ့တဲ့စစ်မှန်တဲ့စစ်တဲ့တရားဟာဒါမလို့ဘူးဆိုတဲ့စကားကိုငယ်ရွယ်တဲ့ Thorfinn ဟာနားမလည်ခဲ့ပါဘူးအဖေရဲ့သင်ခန်းစာထက်ဖေကိုဆုံးရှုံးခဲ့ရတဲ့နာကျင်မှုကပို၍ကြီးမားခဲ့တာပါဒါကြောင့်သူဟာအနိုင်ရဖို့မဟုတ်ပဲ Escalado ကိုတတ်ဖို့အတွက်ပဲအသက်ရှင်ခဲ့ပါတယ်ဒါပေမဲ့နှစ်ပေါင်းများစွာစူးစမ်းခဲ့ပေမဲ့အမုန်းတရားဟာသူ့ကိုပျော်ရွှင်မှုမပေးခဲ့ပါဘူးနောက်ဆုံးမှာတော့ Escalado ဟာCanute ကိုကာကွယ်ရင်Canuteရဲ့လက်နဲ့တည်ဆုံသွားခဲ့ရပါတယ်Thorfinn အတွက်အဲ့ဒါလူတယောက်ဆုံးရှုံးခဲ့ရတာထက်သူ့ဘဝတစ်လျှောက်လုံးဖတ်တွေ့ထားခဲ့တဲ့ရည်ရွယ်ချက်အမုန်းတရားကိုဆုံးရှုံးခဲ့ရတာပါဒေါသနဲ့Canuteကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့လည်းဖမ်းဆီးခံလိုက်ရပြီးကြွန်တရားအဖြစ်ရောင်းစားခံလိုက်ရပါတယ်အဲ့ဒီအချိန်ကစပြီး Thorfinn ကအသက်ရှင်နေခဲ့ပေမဲ့ဘာအတွက်အသက်ရှင်နေရမှမသိတဲ့လူတယောက်ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့အီနာနဲ့တွေ့ဆုံခဲ့တာကသူ့ဘဝရဲ့တဖြည်းဖြည်းပြောင်းလဲစေခဲ့တဲ့အစဖြစ်လာခဲ့ပါတယ်အီနာနဲ့အတူအလုပ်လုပ်ရင်ဖြည့်ဆည်းခဲ့တာထက်တိဆောက်ရတာဟာပိုခတ်တယ်လို့ပိုတတ်မှုရှိတယ်ဆိုတာကို Thorfinn ကနားလည်လာခဲ့ပါတယ်ဒါပေမဲ့သူ့အပြောင်းလဲဖြစ်စေခဲ့တာကနေ့တိုင်းပြတ်ပေါ်လာစေခဲ့တဲ့အပြစ်ရှိစိတ်တွေပဲဖြစ်ပါတယ်အိမ်မက်တိုင်းမှာသူတတ်ခဲ့တဲ့လူတွေရဲ့အလောင်းတွေကိုပြန်မြင်နေရပြီးအတိတ်ကအပြစ်ဒဏ်တွေကသူ့ကိုဘယ်တော့မှလွတ်မြောက်ခွင့်မပေးခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ Thorfinn ကအဖေတော်ပြောခဲ့တဲ့စကားရဲ့အထိပ္ပယ်ကိုနောက်ဆုံးမှနားလည်လာခဲ့ပါတယ်စစ်မှန်တဲ့စစ်တဲ့တရားဟာဒါမလို့ဘူးအဲ့ဒီစကားရဲ့အထိပ္ပယ်ဟာလူကိုမတတ်နိုင်တဲ့သူဟာအားနည်းတယ်လို့ဆိုလိုတာမဟုတ်ပါဘူးအမုန်းတရားကိုကြော်လွှားနိုင်ခဲ့တဲ့သူအကြမ်းဖက်မှုအစားငြိမ်းချမ်းမှုကိုရွေးချယ်နိုင်တဲ့သူကသာတကယ်သူရဲကောင်းတယောက်ဆိုတဲ့အထိပ္ပယ်ပါအဲ့ဒါကြောင့် Thorfinn ပြောခဲ့တဲ့ I have no enemy ဆိုတဲ့စကားဟာသူ့မှာရန်သူမရှိတော့ဘူးလို့ပြောခဲ့တာမဟုတ်ပါဘူးအမုန်းတရားကိုအမုန်းတရားနဲ့တုတ်ပြန်ရင်အဆုံးကနာကျင်မှုတွေပဲကြံ့နေခဲ့တာလို့ပြောရှင်းတာပါသူကိုယ်တိုင်အတွေ့အကြုံနဲ့နားလည်သွားတယ်လို့ပြောခဲ့တာပါThorfinn ဟာ revenge ကိုစွန့်လွတ်ခဲ့တယ်အရှုံးပေးခဲ့တယ်လို့မဟုတ်ပါဘူးအမုန်းတရားရဲ့တန်တရားကိုသူ့စီမာတွေအဆုံးသတ်ဖို့ကိုယ်တိုင်ရွေးချယ်ခဲ့တာပါအဲ့ဒါကြောင့်Vinland Saga စစ်ပွဲတွေအကြောင်း Viking တွေအကြောင်း revenge တွေအကြောင်းပြောပြတဲ့ enemy တစ်ခုထက်လူတစ်ယောက်ဘယ်လိုပြောင်းလဲနိုင်လဲပြီးတော့ခွန်အားအစစ်အမှန်ဆိုတာဘာလဲဆိုတာကိုသိမိတဲ့ enemy တစ်ခုလို့ကျွန်တော်မြင်ပါတယ်ဒီဗီဒီယိုလေးသဘောကျရင် like and subscribe လုပ်တာမို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာတွေလည်းပြတ်ထပ်ပြီးတော့ဆုံနေကြပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ enemy အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့